အခုကကျတော့ဒီ router ထဲဝင်ပြီးတော့မှဒီ console username ရောက်အနေနဲ့ password ပြီးတော့အဲ့တော့ဒီမှာဆိုလို့ရှိရင် console ပေါ့ဒီကောင် PC မှာဆိုရင် RS232 ပြီးရင်တော့ဒီမှာဆိုလို့ရှိရင် console ပေါ့ဒီကဘာလို့မှလဲဆိုလို့ရှိရင်ဒီ router မှာသွားပြီးတော့မှ username create လုပ်မှာပေါ့နော်အဲ့ဒါဆိုရင်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ config mode မှာပဲသွားပြီးတော့ username ပြီးမယ်နှစ်ယောက်ဖြစ်တဲ့ username server cc and a password ကို1 2 3ဒီနောက်က username ဒီနောက်က ccnp ပြီးနောက်က password ကိုကြတော့ let 2 3 4ဒါထားပြီးရှင်နောက်ကကျတော့ console နဲ့ပြီးမှမလို့ကျွန်တော် line ကျွန်တော် c1 sole console ပြီးရှင်နောက်ကကျွန်တော်0ပေါ့နော်ဒါရှိပြီးဒီမှာရှိခဲ့ပြီးပြီးရှင်နောက်က login ပြီးတော့ local ထားရဆို local ထဲမှာကျွန်တော်တို့က username ရောတစ်စမှာ local မထည့်ဘူးဆိုရှင် password ကိုပဲသွားပြီးမှဆက်တော့မှာ username ကိုသွားမကြည့်တော့ဘူးနော်အဲ့ဖြစ်တယ်အဲ့ဟိုမို့ကြည့်အောင်exit အကုန်လုံးထွက်မယ် exit အဲ့ကျွန်တော် username ဆိုတော့ဟုတ်ကဲ့အဲ့ဒီမှာကသူက username က key sensitive မဖြစ်ဘူးအဲ့တော့ကျွန်တော်တို့အကြီးနဲ့ရေးခဲ့လေဒီမှာအသေးနဲ့သွားရေးလဲသူကဘာမှမဖြစ်ဘူးအဲ့ဒီမှာဆိုရင် let 1 2 3အဲ့တော့ကျွန်တော်CNA let 1 2 3 okay ဒါဆိုရင်ဖြစ်တော့တာပေါ့ CNA let 1 2 3ရနော်အဲ့ပြန်ကြည့်အောင်ဒီ sensitive ပြန်ကြည့်ချင် username ပြီးတော့ကအသိနေမယ်ကျွန်တော်ပေးခဲ့တာအကြီးနဲ့ပေးခဲ့တဲ့အသိနေမယ် cc and a ဒီ password က let 1 2 3ဟောရတယ်ကျွန်တော်တို့ကဒီ username ကကြတော့ username မှာဆိုရင် case sensitive ဖြစ်ဖို့အကြီးနဲ့ပေးခဲ့တာအသိနဲ့ပေးလို့ရှိရင်လည်းသူကဝင်ရအဓိက password မှာမဟုတ်တော့ဒီနောက်တစ်ယောက်ထုတ်နောက်တစ်ယောက်က ccn ပြီးလို့ပေးရတယ်နော်ပြီးအမှကျတော့ let 2 3 4ကျွန်တော်ဝင်လိုက်အဲ့တော့ဒီနေရာမှာ show run ပေါ့နော်show run မှာဆိုရင်ဒီ ccnp မှာဆိုလို့ရှိရင်ccnp မှာဆိုရင် password က let 1 2 3ပြီးတော့ ccnp မှာဆိုရင် password က let 2 3 4အဲ့ဒါမှာ key sensitive ဖြစ်နေသိချအောင်လို့ဘယ်လိုလဲဆိုတော့username cc and a အပြင်နေတယ်ပြီးတော့ password ဒီ password router ဖြစ်တော့ ROG router ပြရမယ်ဆိုရှင် okay ဖြစ်တော့မယ်ဒီည do show running show running ရ show running အဲ့ဒါမှကျွန်တော်ခဏရပါဆိုရင် router ဖြစ်သွားအဲ့တော့ဒီမှာက password တွေက case sensitive ဖြစ်နေမယ်ဒီမှာပြရတဲ့ username တွေကတော့ case sensitive ဖြစ်အဲ့ဒါမို့ကိုကပြရတာအသေးအဓိကခဏတူရခဏမို့အထိအခက်တူရပါတော့အသေးလည်းရတယ်အကြီးလည်းရတယ်ဒီ